Hello မင်္ဂလာပါကျွန်တော် Code Cloud က 100 Days of Cloud AWS Challenge လေးကိုလုပ်လာခဲ့တာဒီနေ့နဲ့ဆို9ရက်ရှိပြီပေါ့နော် Day 9ရဲ့လက်ကလေးကိုကြည့်အောင် Day 9မှာတော့ EC2 instance တစ်ခုကို termination production enable လုပ်ပေးရမယ်ပေါ့နော်ကျွန်တော်လက်ကလေးကို step လုပ်လိုက်မယ် Okay လက်ကလေး ready ဖြစ်ပြီဆိုတော့ကျွန်တော်တို့ကြည့်အောင်ဒီနေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ Hvision EC2 ဆိုရဲ EC2 instance လေးတစ်ခု US region မှာရှိတယ်အဲ့ကောင်လေးကို termination production ကို enable လုပ်ပေးရမယ်လို့ပြောတယ်မနေ့ကတော့ကျွန်တော်တို့ stop production လုပ်ခဲ့ရပေါ့နော်ဒီနေ့ကတော့ termination production လုပ်ပေးရမယ်အတူတူပဲလုပ်ရတဲ့ပုံစံချင်းအောင်ကျွန်တော် console ကို login ဝင်လိုက်မယ် Okay ကျွန်တော်တို့ AWS console ထဲရောက်ပြီဆိုလို့ရှိရင် EC2 တွေကိုသွားမယ် Okay EC2 ထဲရောက်ပြီဆိုတော့ဒီမှာ instant တစ်လုံးက running ဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ and Virginia ပေါ့နော် US East 1မှာ Okay သူပြောထားတဲ့အတိုင်းတော့ instant ရှိနေတယ်ဒီကောင်လေးကိုကျွန်တော်တို့က termination production လုပ်ပေးမယ်အဲ့တော့ဒီကောင်လေးကို check box ကလေး on မယ် action တွေကနေပြီးတော့ instant setting ထဲမှာ chain termination production ဆိုတဲ့ကောင်လေးရှိတယ်ပေါ့ဒီကောင်လေးကိုသွားပြီးတော့ကျွန်တော် enable လုပ်မယ် save လုပ်ဒီလောက်ဆိုရင်ရှာပြီပေါ့နော် termination production ကတော့ EC2 instance လေးတွေအကုန်လုံးကိုလှုပ်ထားတင်တယ်ပေါ့နော်ဒါတော့မှကျွန်တော်တို့ကမှားပြီးတော့ဖြတ်မိတာမျိုးတွေမဖြစ်တော့ဘူးပေါ့နော်မနေ့ကဆိုလို့ရှိရင်တော့ကျွန်တော်က stop production လုပ်ခဲ့တယ်stop ကတော့ကျွန်တော်တို့မှားပြီး stop မိတယ်ဆိုရင်တော့မှပြန်ပြီးတော့ step လုပ်လို့ရနိုင်သေးတယ် terminate လုပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ recover လုပ်လို့မရနိုင်ဘူးပေါ့နော် snapshot တွေရှိတယ်ဆိုရင်တော့ snapshot ကနေ restore ပြန်လုပ်ပေါ့snapshot တော့မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုမှ recover လုပ်လို့မရနိုင်တော့ဘူးပေါ့နော်ဒါကြောင့် termination production ကတော့ဖြစ်နိုင်လို့ရှိရင် on ထားတဲ့ termination production on ထားတာလေးအလုပ်ဖြစ်မဖြစ်ကျွန်တော်ဒီ instant လေးကို terminate လုပ်ကြည့်လိုက်အောင် Okay terminate လုပ်လို့မရတော့ဘူးပေါ့နော်ဒီမှာ production on ထားတယ်ဒါဆိုရင်တော့ကျွန်တော်ဒီနေ့လက်ကလေးကတော့အဆင်ပြေပြီလို့ထင်တယ်တေချောင်းကိုကျွန်တော် check လုပ်ကြည့်လိုက်မယ် Okay chest လည်းပတ်သွားပြီဆိုတော့ဒီနေ့ရဲ့ left လေးကလည်းကျွန်တော်တို့လွယ်လွယ်ကူကူပြီးသွားပြီပေါ့ဟုတ်ကဲ့အခုလိုအချိန်ပေးပြီးကြည့်ပေးကြတာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ day 10မှာပြန်ဆောင်ကြမယ်